ဒီမှာမတူညီတဲ့အတန်ထွက်နေတဲ့စာလုံးတစ်လုံးရှိပါတယ်ဒီစကားလုံးကကျမတို့အားလုံးနဲ့ယဉ်ကျေးပြီးသားစာလုံးဖြစ်တဲ့ဒီနေ့တော့ကျမတို့ IE verb team နဲ့ပတ်သက်တဲ့အတန်လေးတစ်ချက်လောက်လေ့လာကြည့်အောင်အဲ့တော့ပုံမှန်ကျမတို့ phonic သင်ကြားရေးသင်တဲ့သူတိုင်းသိထားတဲ့ IE ရဲ့အတန်ကကျမတို့ပုံမှန်ဆိုရင်ဒီမှာသူရဲ့ verb team နဲ့လာတဲ့ပုံစံအရပြောရမယ်ဆိုရင်ပထမတွဲအနေနဲ့သူက long I sound ထွက်ပါတယ် I ဆိုတဲ့အတန်ကိုထွက်တာကိုအားလုံးကသိပြီးသားဖြစ်မှာပါအဲ့တော့သူ့ကို I ဆိုတဲ့အတန်ထွက်တဲ့အခါဒီလိုစာလုံးတွေရှိပါတယ်တခြားစာလုံးတွေလည်းအများကြီးရှိပါသေးတယ်ဒီမှာဆိုရင် I pie I tie fried fried cried I live အဲ့တော့ဒီမှာမှ IE ကိုထပ်ပြီးကျမတို့ E ဆိုတဲ့အတန်ပေါ့ long E sound ထွက်တဲ့စာလုံးတွေဒီမှာရှိနေပါသေးတယ်အဲ့တော့ IE ကိုကျမတို့အခုပြရမယ်ဆိုရင်နှစ်တန်ဒီမှာရှိနေတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် eat feed eat peace C ကကျမတို့ EIY ကအနောက်ကလိုက်ခဲ့မယ်ဆိုရင် C ကကျမတို့ soft sound ဆိုပြီးတော့ S လိုမျိုးထွက်ရပါတယ်အဲ့တော့ဒီမှာ brief is needs if thief အဲ့တော့ဒါပြီးသွားတဲ့အခါကျရင်အခုတစ်ခေါက်ပြောချင်တာက IE ကကျမတို့ I ဆိုတဲ့အတန်နဲ့ E ဆိုတဲ့အတန်ထွက်ပြီးတဲ့အခါမှာဒီမှာမတူညီတဲ့အတန်ထွက်နေတဲ့စာလုံးတစ်လုံးရှိပါတယ်ဒီစာလုံးကကျမတို့အားလုံးနဲ့ယဉ်ကျေးပြီးသားစာလုံးဖြစ်တဲ့ FRIEND ဆိုတဲ့စာလုံးမှာသူ့ရဲ့အတန်ထွက်က friend မဟုတ်ပါဘူး friend FR ရဲ့အတန်က fur ပြီးရင်ဒီမှာသူက short E ရဲ့စာ A ဆိုတဲ့အတန်ကိုထွက်ပါမယ်ပြီးရင်နောက်က nd fur and friendအတန်ကြားမယ်ဆိုရင်သူ့ရဲ့ပုံစံကဒီလိုပုံစံမျိုးဖြစ်ပါတယ် fur and friend ဒီလိုပုံစံမျိုးဖြစ်ပါတယ်နားနယ်ပဲနားထောင်မိရေးမယ်ဆိုရင်ဒီစကားလုံးကိုပဲထွက်ပါလိမ့်မယ်အဲ့တော့ကျမတို့ကဒီမှာတခုသိထားရမှာကဒီစကားလုံးလေးကချွင်းချက်စကားလုံးဖြစ်ပါတယ်ကလေးတွေကိုသင်တဲ့အခါကျမတို့ side words အနေနဲ့သင်ရမှာဖြစ်ပါတယ်အဲ့တော့သင်တဲ့အခါမှာကလေးတွေကိုကျမတို့ပြောပေးရမှာကဒီမှာ IE လေးကသူတို့သိထားတဲ့အတန်တိုင်းဖုတ်ဖဲနဲ့ချွင်းချက်အနေနဲ့ short E ရဲ့ sound ဖြစ်တဲ့ A ဆိုတဲ့အတန်လေးပဲထွက်နေတယ်ဆိုတာရယ်ပြီးရင်သူတို့မှာဒီစကားလုံးမှာ letter ဘယ်နှလုံးပါတယ်လဲကျမတို့ဖြောက်ချင်တဲ့စာလုံးလေးကိုဖြောက်ပြီးကွက်လက်ဖြည့်ခိုင်းတာမျိုးတွေပြီးလို့ရှိရင်ဒီစကားလုံးကိုကျမတို့နဲ့အတူတူပြန်ကလန်ကရွတ်ဆိုတာမျိုးလေးတွေလုပ်လို့ရပါတယ်အဲ့တော့ဒီနေ့ကျမတို့လေ့လာခဲ့တာက IE ရဲ့အတန်ထွက်တွေဖြစ်ပါတယ် IE မှာနှစ်ကိုကျမတို့ long A sound နဲ့ long E sound ကတော်တော်များများကသိပြီးသားဖြစ်ပါတယ်အဲ့တော့ဒီစကားလုံးမှာဆိုရင် IE လေးကသိထားတဲ့အတန်နဲ့ထွက်တာဖုတ်ပဲနဲ့ short E ရဲ့အတန်ဖြစ်တဲ့ A ဆိုတဲ့အတန်ထွက်ကလေးကိုထွက်တာဖြစ်ပါတယ်